ဒီကွက်လေးမှာတော့20ရက်နေ့ရိုက်ရမယ်ညိုတို့ Excel မှာဒီ order date ဆိုတဲ့ column အတွင်းမှာပေါ့နော်ညိုတို့က date တွေရိုက်ထည့်ရမယ်ဒီလိုရိုက်ထည့်တဲ့အခါမှာညိုတို့ကိုယ်တိုင်ရက်လနှစ်တွေတစ်ခုချင်းစီရိုက်မထည့်တော့ဘဲနဲ့ဘာနဲ့သုံးမလဲဆိုရင်ညိုတို့က get add in ဆိုတဲ့ data လေးကိုသုံးပြီးတော့ရက်စွဲတွေကိုအလွယ်တကူရိုက်ထည့်တဲ့နည်းလမ်းလေးကိုညီမကမျှဝေပေးသွားမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ညိုတို့ကရက်လနှစ်တွေပေါ့နော်ရိုက်မယ်ဆိုလို့ရှိရင်ညိုတို့ computer date ကိုတစ်ချက်ကြည့်ပြီးတော့3လပိုင်း6ရက်2023ပေါ့โอเคနောက်တစ်ခုလည်းအတူတူပဲညိုတို့က3လပိုင်းဥမာနေနဲ့10ရက်2023ဒီလိုလေးတွေရိုက်ထည့်ရမယ်ဒါဆိုညိုတို့ကဒီပုံစံလေးတိုင်းမသုံးတော့ဘဲနဲ့မသုံးပါလဲဆိုရင်ညိုတို့ဒီinsert လေးတွေကိုသွားမယ် get add in ဆိုတာလေးကိုတစ်ချက်လေးနှိပ်ခဲ့ပေးပါပြီးတော့ညိုတို့ဒီမှာဆိုရင် store ကိုသွားမယ်ဒီ search bar မှာချလိုက်မယ် calendar ပေါ့နော် CA calendar လို့ရိုက်ချလိုက်ပါပြီးတော့အနာခါလိုက်မယ်โอเคဒါဆိုညိုတို့ကဒီမှာ mini calendar ဆိုတာလေးရှိပါမယ်ဒါလေးကို add ဆိုပြီးတော့တစ်ချက်လေးနှိပ်ခဲ့ပေးပါပြီးတော့ continue ဒါဆိုရင်ဘာလေးကြားလာမလဲဆိုရင်ညိုတို့ဒီမှာ calendar လေးကြားလာပါလိမ့်မယ်နော်ဒါဆိုရင်တို့ကဒီမှာ calendar လေးကြားလာပြီဒီထဲမှာဆိုရင်တို့ကိုရိုက်ထဲမဲ့ရက်စွဲလေးကိုတုံးလို့ရပါတယ်ဥပမာနဲ့ဆိုရင်ဒီအကွက်လေးမှာတစ်ချက်နေမယ်ဒါဆိုရင်တို့6ရက်နေ့ရိုက်ရမယ်ဒါဆိုရင်3လပိုင်း6ရက်ဒီအကွက်လေးမှာတော့20ရက်နေ့ရိုက်ရမယ်โอเคဒီအကွက်လေးမှာတော့7နှစ်ဒါဆိုရင်တို့က date format လေးတွေကိုအလွယ်တကူရိုက်လို့ရသွားပါလိမ့်မယ်နော်โอเคအားလုံးပဲအဆင်ပြေပါစေရှင်ဒီအကြောင်းအရာလေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်အခြားမိတ်ဆွေတွေလည်းသိရအောင် share ပေးသွားပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်